မြကြီးနားမြို့ခင်မာတီရီရပ်ကွက်မိန်လမကြီးဘေးမှာဖွင့်လှစ်ထားတဲ့ထမင်းဆိုင်ဒီဇိုင်းမှာစက်တင်ဘာလ14ရက်နေ့ကဖောက်ထွင်းခံရပြီးဆိုင်အတွင်းမှဆန်စီစားနဲ့ဥခွက်ပကံတွေခိုးယူခံခဲ့ရတယ်လို့ထမင်းဆိုင်ပိုင်ရှင်ထံကနေသိရပါဗျ။ခင်မာတီရီလမ်းမကြီးဘေးမှာဆိုင်ခန်းကဖွင့်လှစ်ထားတဲ့ထမင်းဆိုင်မှာညာအိတ်ဆောက်မိတ်တူမရှိတဲ့အတွက်ဆိုင်အတွင်းမှာထားရှိတဲ့ဆန်စီစားနဲ့ချက်ပြုတ်ရမှာအသုံးပြုတဲ့ဥခွက်ပကံတွေခိုးယူခံခဲ့ရတယ်လို့ထမင်းဆိုင်ပိုင်ရှင်ဖြစ်သူကပြောပါဗျ။ဆိုင်ကအငားဆိုတော့လူကစောက်မအိပ်ဘူးအဲ့တော့ဆိုင်ကိုစိတ်ကြိုက်ဝင်မွေသွားတယ်ဆိုင်ထဲမှာထားခဲ့တဲ့ဆန်စီစားနဲ့ဥက္ကပကံတွေအကုန်ခိုးသွားတယ်တန်ဖိုးတော့မကြီးပါဘူးဒါပေမဲ့တခိုးတောင်းချမ်းနေတာတွေကိုတော့ထိထိရောက်ရောက်နေနေပေးစေချင်တယ်လို့၎င်းကပြောပါတယ်မြကြီးနားမြို့ခင်မာတီရီရက်ကွက်မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းဖုန်းခိုးယူမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီးအမှုကျန်းစီကဆိုင်ကယ်ဖုန်းလူရဲမှုဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့တယ်လို့ရက်ကွက်နယ်ပြည်သူတွေပြောဆိုမှုအရသိရပါတယ်ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာယခုရက်ပိုင်းအတွင်းဆိုင်ကယ်တစ်ခုနေအိမ်ဖောက်ထွင်းခံရခြင်းအမှုကျန်းစီခံရတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားလျက်ရှိနေပြီးရက်ကွက်နယ်ပြည်သူတွေဝိုင်းဝန်းဖန်ဆီးပေးမှုကြောင့်ကချင်စုခင်မာတီရီစီတာပူတက်ကုံအနောက်လေကုန်းရက်ကွက်တို့မှာခူဆူလူရက်တူအချို့ကိုဖန်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်မြကြီးနားမြို့ပေါ်မှာပြီးခဲ့တဲ့နှစ်ကစပြီးအိမ်ချရာမဲ့တွေများပြားလာခြင်းနဲ့အတူလမ်းမေးမှုရစ်စေဝါရောင်းဝယ်တုံးဆေးသူများရခင်ကထက်ပုံမပေါ်များလာခြင်းတို့ကြောင့်မြို့ပေါ်ရက်ကွက်အများစုမှာနေ့စဉ်နီးပါးခူဆူလူရဲမှုပြဿနာတွေဖြစ်ပွားနေရခြင်းဖြစ်တယ်လို့မြို့ခံတအူးကသုံးသပ်ပြောဆိုထားပါတယ်။